ငယ်စဉ်ကာလကလေးပေါ်လေးမှာတခါတော့ဂိမ်းဂျိုးလေးဖြစ်ခဲ့ဘူးလားဗျ။အမှတ်1မိုးလင်းကနေမိုးချုပ်ထိထမင်းမစားပဲဆော့တယ်ကော။အမှတ်2ဘူးကလုတ်တွေဖြစ်လွန်းလို့ဆန်ရှင်းရမှာဘန်းထားရတယ်ကော။အမှတ်3သူများဆော့တာကိုဘေးကနေငေးကြည့်ရတယ်ကော။ခုကြည့်နေတဲ့ brother ရောဘယ်နာမည်တွေဖြစ်ခဲ့ကြလဲ။ဒီတော့သူမနဲ့အတူရှိနေရလို့ပြန်မရနိုင်တော့တဲ့အမှတ်တရရှိလဲသွားမယ်ဗျ။တနည်းအားဖြင့်ငယ်ဘွားရဲ့ပီတူဂိမ်းတွေစီပေါ့။ခုကြည့်နေတဲ့အထဲငယ်တုန်းကဂိမ်းမဆော့ပဲကာတွန်ကပဲဆွဲလန်းခဲ့တဲ့ညီကိုတွေပါလာဗျ။ပိုင်းဒီဟန်ထန်းတွင်ပေးစင်ဆိုတဲ့ channel မှာ16ရောက်စုကြည့်ရမယ်ကာတွန်းတွေအခမဲ့သွားကြည့်လို့ရပါတယ်။ဘာဝင်ချင်းမှာပေးစရာမလိုပဲအကုန် free ပါ။ကောက်တစ်ခုခင်းရစပါမယ်။ Oh shit. Here we go again. နာမည်ပြည့်စုံက Grand Theft Auto San Andreas ပါ။ကျွန်တော်တို့အားလုံးကတော့ကားတစ်ခုပဲဗျ။ဆက်လိုက်ကြည့်ရတော့အားလုံးဒီပြီးသားကားဂျွန်စင်ကို CJ ပါ။ San Andreas ပြီးငယ်တဲ့ဂျိုင်းမြအဖြူဂျင်းမောင်းမီအပြာဝိတ်ပြီးပတ်တောင်ကြံခဲ့တဲ့ဂန်ဆိုင်ပေါ့။ CJ က Grove Street Family အဖွဲ့ဝင်ပါ။အဲ့တုန်းကတော့အစိမ်းကောင်တွေလို့ပဲသိခဲ့တဲ့ဂန်တစ်ခုပါပဲ။ဒီ family ကိုသူ့ကို sweet ပါဝင်ငယ်ပေါင်းကြီးပေါ်ဖြစ်တဲ့ Rider Bismuth တို့ကအတူတူ run ကြတာပါ။ဒီလိုနေပြီး Ballers, Bargos, Esther, Reefer စသဖြင့်အခြားခိုင်းအောင်တွေရှိပါသေးတယ်။အဓိကရံမဲ့တွေကတော့ခရမ်းရောင် Ballers တွေပါ။ကျွန်တော်ကတော့ကားမောင်းရင် Ballers အတိုက်တွေကားနဲ့ပြေးတိုင်လိုက်ရမှာနေတာထိုင်တာရှိရပြီ။ Crash လို့ခေါ်တဲ့ Colas တွေတိုင်လည်းရှိပါသေးတယ်။နောက်တော့တင်မနီကဂန်းစားတွေနဲ့လောဝချင်းရိုက်ပြီးတမအားစီဝါကြကြလှုပ်စားနေတဲ့ကောင်ပါ။ CJ နဲ့လည်းဘလို့မှမင်းနဲ့ရောမတက်အောင်။မတက်ဆိုဒီကောင်က Ballers တွေရဲ့မဟာမိတ်ဖြစ်နေအောင်ဗျ။ဒီခင်းရဲ့အမိုက်ဆုံးအရာကျွန်တော်တို့ကလေးရွယ်စိတ်ပဲကူနိုင်တဲ့အရာတွေခင်းထဲမှာတကယ်လှုပ်လို့ရတာ။ရှင်သွားဆောမလားကန်းရှိသွားပြီးဘီကီနီလေးတွေကိုစမလားကားလန်းစားရွေဆိုင်ရဲ့အမိုက်စားရွေစီးမလားစိတ်ပိုင်ခမရလင်းမြန်တော့သွားခိုးစီလို့ရအောင်အဲ့လိုဆိုရင်တော့ congratulation ပါခမကျေ3မိနစ်လောက်ပေါ်ပြီးကျွန်တော်ပြေးနေရပြီဖြစ်ကုန်မှာမလို့မရှင်တွေမလို့ပဲနေဇက်ကရွာလေးသွားပြီးထွန်းစကားလေးမောင်းရင်ချေးမလားဘိုင်းမှုပေါ်ကနေဆန်းဆက်လေးကြည့်နေမလားအဲ့လိုအချိန်ဖြုံးလို့လည်းရပါသေးတယ်အချိန်တနာရီပြည့်တော့နောက်ကစောင့်နေတဲ့ကောင်စီဂိမ်းကလေးလေးလွှဲပေးလိုက်ပါဗျာမိုင်းဆုံးအပိုင်းကတော့ဂမ်းမှန်ပါရင်နဲ့အတူခမရနယ်မြေကိုကာဝေးရတာဖြစ်ပါတယ်တချို့တို့ကြတော့ကောင်မလေးနဲ့ case ပေးရတာဂိမ်းရဲ့အမိုင်းဆုံးအပိုင်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာဒါကတော့ခမရပေါ်ဝင်မှုတည်ပါတယ်မရှင်တွေလုံးရဲ့နယ်မြေတစ်ခုပြီးတစ်ခုတင်းရတာဒီဂိမ်းရဲ့အနှစ်သာရတချို့မရှင်တွေကြနိုင်အောင်ဆော့ဖို့မလွယ်လောက်ဒါပေမဲ့ခိုးနီးရရှိပါတယ်ဂိမ်းတိုင်းမှာခိုးနီးစာကြီးနိုင်အောင်ပေါ်ကတ်ပေးထားတာအဲ့လိုခိုးနီးရနေဆိုတော့စမ်းကြံဆန်မောင်မာချမ်းတွေဖြည့်ခဲ့ကြတာပေါ့ဆန်ဖယ်ရိုမျိုးကပေါက်ဖို့ကြီးဝူစီနဲ့တွဲလို့ရတဲ့မရှင်ကတော့ခမရဘွားရဲ့ turning point လို့ပြောရမယ်ဗျဒီပေါက်ဖို့ကြီးကျေးဇူးနဲ့ခမရကာစီနိုရုံပိုင်းမီလီယံနာကြီး CJ ဖြစ်လာမှာမလို့ပါဒါပေမဲ့ဗျာနောက်ပိုင်းမှာ Rider နဲ့ Bismuth တို့ကိုရှင်းပြရတဲ့ mission တွေဆိုရင်ဒီနေ့ Hard Attack ဖြစ်ကြံခဲ့တာဗျနောက်တစ်ခါက Bully ကျောင်းရင်းစိုးလေးတယောက်အကြောင်းမှာသူ့နာမည်က Jimmy Hopkins ရန်ပြရတာဝါသနာပါလို့ကျောင်းခဏခဏထုတ်ခံရတဲ့လူမှုစိတ်တူလေးဖြစ်ပါတယ်Blue Academy လို့ခေါ်တဲ့ကိုပိုင်ကျောင်းမှာ Jimmy အဖြစ်တခိုးတော့ပတ်တောင်းကြရမှာပါအဲကျောင်းထဲမှာခန်း၅ခုကိုဖြုတ်ချမှာဖြစ်ပါတယ် George Greasers, Preppies, Bullies နဲ့ Nurse တွေပါNurse တွေကတော့ထွေထွေထူးထူးတီးပြစရာမလိုပါဘူးဒီကောင်တွေကသူများနိုင်ကျင်တာအမြဲခံနေရတဲ့ကောင်တွေမလို့Greaser နဲ့ Preppies တွေကိုတော့လက်ဝဲကြိုးပိုင်းထဲမှာအမောက်သိပ်ပြီးဖြုတ်ချလို့ရတယ်ဗျာBully ကန်းကိုဖြုတ်ချခြင်းတော့သူတို့ကောင်းတော့ဒီ Russell ဆိုတဲ့ကောင်နဲ့ဘိုင်ဝမ်ထိုးရမှာအကျဉ်းဆုံးက George တွေပါဒီကောင်တွေကဘလက်ခတ်တောင်းတော့အားကစားသမားတွေပါဝင်ပါတယ်သူတို့တီးဖို့ဆိုရင်တေချာအကွက်ချ mission နဲ့တီးထုံမှာအနိုင်ရမှာမဲအဒီကပြိုင်မဲ့ကတော့ Hitler လို့ခေါင်းဆောင်ခေါင်းဖြစ်ခြင်းနဲ့ Gary ပေါ့ဗျာဒီကောင်သူမလိုပဲညံနေညံနေအတော်များပါခမရကိုကတ်ပေါင်းပြီးနောက်ကျောကိုဓာတ်နဲ့ထိုးမဲ့ကောင်ပါကျောင်းလေးတွေမဟုတ်ပါဘူးခမရမြို့ပြင်သွားပြီးခလန်းလန်းဇိုဝီလေးနဲ့ဒေယုံမလားတောင်းနီစတွေနဲ့တပွဲတလန်အကဲဆန်းမလားကြိုက်တာလို့ရပါဇိုဝီလေးနဲ့နှစ်ယောက်ပေါင်းပြီးကာယဆရာကြီးကိုစနောက်ရတဲ့ mission အောင်တကယ်အမှတ်တရကြီးပေါ့ဗျာဒါတွေအပြင် Blue Academy ကျောင်းသားပြီခမရစပိန်စီးပြိုင်ပွဲတွေဝင်းပြိုင်လို့ရမယ်ဗျာကျောင်းလေးလက်ဝဲပြိုင်ပွဲမှာဝင်းထိုးပြီးချန်ပီယံဖြစ်အောင်လည်းလုပ်လို့ရပါတယ်ကောင်မလေးတွေကိုအခြားကောင်တွေနိုင်ကျင့်တာမြင်လေခမရလူစမ်းကောင်းဝင်းလို့ရသေးဗျာအကျိုးဆက်အနေနဲ့ကောင်မလေးတွေကခမရကို case ပေးမှာဆိုတော့ဗျာခုကြည့်နေတဲ့အထက်ကျောင်းသားဘဝကိုတစ်ခါတော့ပြန်ခံစားခြင်းတဲ့လူတွေဒါမှမဟုတ်ခုချိန်ထိ case မပေးဘူးသေးတဲ့ရေမရောလူမျိုးတွေပါဘူးလီကိန်းနဲ့ဇိုးပေါက်လေးပြန်သွားလို့ကြဖို့အကြံပေးခြင်းနဲ့ပြုနောက်တစ်ခုက Mortal Kombat ပါ Mortal Kombat ဂိမ်းတွေအများကြီးထွက်ခဲ့ပြီမြပြည်သူဆိုင်မှာတော့ Shaolin Monks ပဲစော့ခဲ့ရတာဗျကျွန်တော်တို့ကလည်း Bruce Lee နဲ့တန်ခမောက်ပဲဗျခုကြည့်နေတဲ့အထက်ရောတန်ခမောက်ယူတွေ Bruce Lee crazy ပါကြလာပြည်သူဆိုင်မှာမင်းက Bruce Lee ယူငါတန်ခမောက်ယူမယ်ဆိုပြီးအတွဲညီခဲ့တဲ့ငယ်ဘဝတငယ်ချင်းတွေရှိနေမန်ရှင်ခေါ်သားကြအောင်ဗျဒီကိန်းထဲမှာတော့ခင်ဗျလူစွမ်းကောင်းလုပ်ပြီးကဘာကြီးကိုအမှန်ကန်ကယ်တင်ရမှာဖြစ်ပါတယ် Mortal Kombat franchise ထဲမှာ RAM 6ခုရှိပါတယ်အဲ့မှာအောက်ဝေါ်ဘင်းရှောင်းခန်းဆိုတဲ့ဘက်က Archran ခေါ်ကဘာကိုနေချက်ကြည့်နေရဗျအဲ့လိုနေချက်သိမ့်မဲ့ဖို့ Mortal Kombat ပြိုင်ပွဲမှာ10နှစ်ဆက်ချန်ပီယံဖြစ်မှာရပါမယ် Bruce Lee နဲ့တန်ခမောက်ကကဘာကိုစားပြီးပြိုင်ပွဲဝင်နေပေါ့ဗျရှောင်းခန်းလူညစ်ပတ်ဗျပြိုင်ပွဲကျင်းပမဲ့အချိန်ထိမစောင့်ကျင်ပါဘူး Bruce Lee နဲ့တန်ခမောက်တို့ကိုပြိုင်ပွဲမတိုင်ခင်တီးထုတ်လိုက်ရင်အော်တိုနိုင်မယ်ဆိုပြီးအပိုင်တွက်တာဆိုတော့ကျွန်တော်ရဲ့ Bruce Lee တန်ခမောက်အနေနဲ့ရှောင်းခန်းစီထိုးတာပေါ့လက်မှာ Goro, Scorpion, Sub-Zero, Baraka, Shang Tsung ဒီလိုဆရာကြီးပေါင်းစုံတီးထုတ်ရင်ရှောင်းခန်းစီအရောက်သွားရတာ
နောက်ဆုံး final boss ရှောင်းခန်းကိုသူ့ပိုင်နဲ့အောက်ဝမှာပဲစီရင်ချိုးရင်ကဘာကြီးကိုကယ်တင်ခဲ့ရတဲ့နေ့ရက်များပေါ့ဗျာနောက်တစ်ခုက WWE SmackDown မှာကျွန်တော်ကတော့ SmackDown ကိုတိတ်ခွေထဲမှာပဲစကြည့်ဦးတာဗျ And his name is John Cena. ဒီအတန်းနဲ့ထွက်လာတဲ့ဂျွန်စီနာတို့ကစခေါင်းလောင်းတိုင်ထိုးပြီးအခေါင်းကြီးတွေကထွက်လာတဲ့ Undertaker ကြီးအစုံလူပူလေး Rey Mysterio ရဲ့ချင်းညက်အကွက်နဲ့ Randy Orton ရဲ့ RKO အကွက်တွေကဒီ SmackDown ရဲ့ trademark တွေပေါ့ဗျာဒါပြင် The Rock, Big Show, Roman Reigns နဲ့ Batista တို့အပါအဝင်အခြား fighter တွေလည်းအများကြီးပါကျွန်တော်ကတော့ဂျွန်စီနာနဲ့ Randy Orton ကိုအယူသွဆုံးပဲဗျာခုကြည့်နေတဲ့ထဲရောငယ်ငယ်တော့ကောက်ရုပ်ပုံပေါ်မှာတကယ်ချင်းနေချင်း SmackDown ချပြီး RKO ကြွေးခဲ့ဘူးလားဗျနောက်တစ်ခုကဂေါ်ဟန်မှာဂိမ်းဆိုင်ပိုင်ရှင်တွေအသေးကြောက်ခဲ့ကြတဲ့လက်ဝါးဂိမ်းပေါ့ကြောက်ဆိုခမရတို့ကလည်းပန်းရောင်မာလေးကိုခလုတ်ကြုံအောင်ရှယ်ရိုက်ခဲ့ကြတာဟုတ်ဗျဒီကိန်းကတော့လူရောင်ဆောင်ထားတဲ့မိစ္ဆာကြီးကိုတီးထုတ်ပြီးကဘာကြီးကိုကယ်တင်ရတဲ့ပုံစံမျိုးပါခမရဆက်ကောင်ကလူငယ်လေးဂျင်းအိုလီဗီယာဆိုတဲ့ကောင်မလေးကိုလူရန်ကားတွေလက်ကဂိမ်းညာဘက်လက်ဖြတ်ခံလိုက်ရတဲ့ဇိုးလေးပေါ့ပြန်ကောင်းကျင်တော့အိုလီဗီယာဂေါ်ဟန်ဆောင်းရှော့ရတဲ့မျိုးနွယ်စုကဖြစ်နေတာဆိုတော့ညာဘက်လက်နေရဂေါ်ဟန်အစားထိုးလိုက်ရတယ်ပေါ့ဗျဒီကြမှာကန်ဆိုးထီးသွားရမိုးလိုက်လို့ရွာတာပါဒီဂေါ်ဟန်အောင်လိုက်နေတဲ့ Fortibus ကိုမိစ္ဆာတစ်ဖွဲ့ရှိနေလို့ဖြစ်ပါတယ်Azel, Belzi, Abyss နဲ့ပန်းအောင်မာလေး Shannon တို့ Abyss, Shannon နဲ့ Belzi တို့ကတော့ခမရနဲ့တယောက်ချင်းရင်ဆိုင်ရမှာပန်းအောင်မာလေး Shannon နဲ့ Boss Fight ကတော့တကယ်အမှတ်တရပေါ့ဗျာအမှတ်ဒီ3ယောက်ကိုနိုင်ရင် Olivia ကိုပြန်ပေးဆွဲခံရမှာသူ့အတွက်ခင် Azel နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီကောင်ဟို3ယောက်လုံးမိစ္ဆာမဟုတ်ပါဘူးလူပဲဗျဖဲဖဲကိုဟန်ပိုင်ဆိုင်ထားတဲ့ကောင်မှာ Azel ကိုနိုင်ရင်ကိုဟန်နှစ်ဖက်လုံးခမရရမှာအဲ့ကြမှာနောက်ဆုံး Boss ကြီး Angra ကိုတီးထုတ် Olivia ကိုကဲရမယ်ပေါ့ဗျာခုကြည့်နေတဲ့ရောခလုတ်ကြုံရိုက်ခဲ့ကြတဲ့ brother တွေပါလာဗျ။ဘာရင်လဲငယ်ဘွားအလွမ်းပြီးတခါတော့ပြန်သွားရိုက်ကြအောင်အကြံပေးခြင်းတယ်ဗျ။နောက်ဆုံးတစ်ခုက God of War ပါ။နာမည်ရင်းက Kratos ။ကျွန်တော်တို့ထုံးစံအတိုင်းကတုံးလိုပဲခေါ်ပါမယ်။စုရှိရတာရမ်းကျန်းတဲ့ဒမ်မီဂေါ်ကြီးပေါ့။ကတုံးကငငယ်လေးကလေးကတိုင်းချမ်းကြည့်ခဲ့တဲ့ Spartan စစ်သားလေးဗျ။ဒီလိုလေးရလာတော့ Spartan စစ်တဲ့စစ်သူကြီးဖြစ်တော့တာပေါ့။ဒီရမှာဘာဘေးဘီအနေနဲ့တိုင်စစ်ရှုံးပါ။တေမာကြောက်ပြီးစစ်နယ်ပြ Ares နဲ့အပေးယူသွားလို့တာဗျ။ဘာဘေးဘီတွေကိုတက်ပြီး Ares ခိုင်းတယ်မြအသက်ပေးတာဝန်ထမ်းမယ်ဆိုပြီးတော့ချန်ဒီရဲသွားပါတယ်။အဲ့ဒီကစပြီး Ares ရဲ့လက်နက်လေးဖြစ်သွားတော့တာဗျ။ Play of Chaos နဲ့သူ့လက်နဲ့လည်းတသားလေးဖြစ်သွားပါတယ်။ဒီတိတော့ခေါင်းရင်းနဲ့ဘာရန်ညွှန်းမှမရှိသေးဘူးဗျ။ဒီမှာတော့ရွာတရွာကိုဝင်းပြက်စီရင်ခွေးတကောင်ကြောင်တမီးမတန်ဖြက်စီမီးရှို့ပြလိုက်ကြပါတယ်။ဘုံမသိလိုက်တာသူ့ရဲ့မိန်းမနဲ့သမီးလေးကိုရွာဖျားเจ้าမှာ Ares ကလာထားသွားတာ။အပြစ်မှန်လေးသိရောကရုံအတော်တင်းသွားပါတယ်။ Ares ကိုတက်ဖြစ်ဖို့ကြံတာ။ဒါပေမဲ့ Ares ဆိုတာအတော်ကျန်းတဲ့စစ်နယ်ပြလေးဗျ။သူ့လောက်ကတော့ဖုတ်လေးတဲ့ငပီရှိရတောင်ထင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ ground က is not over anti I win ဆိုတဲ့ mindset နဲ့ Pandora ဘောက်သွားရှာဖွင့်လိုက်တာဟောတယောက်လိုပါဝါတွေရပြီး upgrade ဖြစ်သွားပါတယ်။အဲကြမှာ Ares ကြီးကိုဘိုင်ဝမ်စိန်ခေါ်ပြီးဇီဝင်ချုပ်ပြတာဗျ။ဒီနောက်မှာ Olympus နန်းနန်းတစ်ခုလုံးတက်ဖြုတ်ပစ်ပါတယ်။ရေမင်းကြီး Hades တို့တိုက်တိုင်း Kronos တို့အစ Poseidon တို့ Hermes တို့ထိရရဆက်ဆက်ကိုတီးပစ်တာ။သူ့ဖေ Zeus ကိုလည်းတားဖာရင်ဆိုပြီးထားမနေပါဘူး။မတင်မချင်းလက်သီးစာကျွေးပစ်တာ။ဒါတော့ဒီကိုရင်နဲ့မတွေ့ခင် cycle တွေငကားကြီးတွေနဲ့အရင်တီးရတာဖြစ်ပါတယ်။တစ်တာလေးလိုက်ဖွင့်ပြီး item တွေစုရတာလည်းအမောဗျာ။တင်းမောပေါ်မှာပန်းအောင်ခွဲရတာတော့ကျွန်တော်တို့တွေကိုအယောင်ဆဆိုမိရဲ့အချိန်တွေလို့ဆိုရမယ်ဗျ။ခုကြည့်နေတဲ့ထဲရောပန်းအောင်ခဏခွဲခဲ့တဲ့ညီကိုတွေပါလာဗျ။ပါရင်လည်းဂရုံးကင်းလွမ်းပြီးကောမန်မှာဝင်ပြီးခွဲခဲ့ကြအောင်ဝင်ခန်းသွားကြအောင်ဗျ